အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့လေပင်ညံရိုးကျိုးရင်ခွဲတင်လားမခွဲစိတ်ပဲကုသတင်သလားဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးပြပြပေးခြင်းတာပဲဖြစ်ပါတယ်ရှင်အများစုတော့လေပင်ညံရိုးကျိုးခြင်းများဟာခွဲစိတ်မှုမပြုလုပ်ပဲလက်တိုင်းအသုံးပြုပြီးညင်အောင်ထား၍ကုသလျင်အချိန်တစ်ခုအကြာမှာပြန်လည်ကောင်းမွန်လာနိုင်ပါတယ်ရှင်ခမန်းချီတစ်လသို့မဟုတ်2လလောက်တော့လက်နှစ်ပခုံးကိုညညတာတာနေပေးဖို့လိုအပ်ပါတယ်ရှင်ခွဲစိတ်ဖို့စဉ်းစားတဲ့အခြေအနေတွေကတော့ကျိုးသွားတဲ့အယိုးစားတွေဟာအလွန်အမင်းလွဲချော်နေတာအစိမ့်စိမ့်အမွားမွားကျိုးသွားတာအရေးပြားကိုဖောက်ထွက်ပြီးကျိုးသွားတာအယိုးပြန်ဆက်ဖို့မလွယ်အောင်လူနာကအားနည်းနေတာအာယုံကြောသို့မဟုတ်သွေးကြောများကိုထိခိုက်မှုရှိနေတာဆိုရင်တော့ခွဲစိတ်ပြီးစတီးပြထည့်ကုသဖို့စဉ်းစားသင့်ပါတယ်ခွဲစိတ်ကုသခြင်းရဲ့အားသာချက်တွေကတော့အယိုးပုံစံတိတ်မပြတ်ပဲရုံမဆိုးစေခြင်းနဲ့ပုံမှန်လုပ်ငန်းခွင်ဝင်နိုင်ဖို့အတွက်အချိန်သိမ့်မယူရတာပဲဖြစ်ပါတယ်ရှင်။ဒါပေမဲ့ခွဲစိတ်ကုသတာဖြစ်တဲ့အတွက်ခွဲစိတ်မှုရဲ့နောက်ဆက်တွဲတွေကတော့ရှိမှာဖြစ်ပါတယ်ရှင်။ဒါတွေကတော့အချိန်ပေးရခြင်းငွေကုန်ခြင်းအလုပ်ရှုပ်ခြင်းအခက်မသိရင်အနာမကျက်တာပိုးဝင်တာတို့ဖြစ်ခြင်းတို့ခံစားရနိုင်ပါတယ်။မခွဲစိတ်ပဲကုသမယ်ဆိုရင်တော့ဖြစ်တဲ့ပတ်ချမ်းကိုလှုပ်ရှားမှုအရင်မလုပ်ပဲညညတာတာနဲ့နေပေးဖို့အချိန်တစ်ခုယူရပါမယ်ရှင်။ကျိုးတဲ့နေရာမှာအယိုးပြန်ဆက်တဲ့အခါဖုပြီးကြံခဲ့ပါမယ်ရှင်။ဒါပေမဲ့အများစုကကောင်းကောင်းမွန်မွန်ပြန်ဆက်ပြီးပုံမှန်အတိုင်းလုပ်ကိုင်နိုင်ကြပါတယ်ရှင်။ဒါကြောင့်ညရိုးကျိုးတာကိုခွဲတာနဲ့မခွဲတာဘာထူးသလဲဆိုရင်တော့ဘာမှထူးမလာတာများပါတယ်ရှင်။